အားလုံးမင်္ဂလာပါကျွန်တော်ခုကတော့ဒီထိုင်းနိုင်ငံဖူခဲမြို့မှာရှိတဲ့ဒီဖူခဲရဲ့အမျိုးလန်ခေါ်တော့ဒီမြို့ဟောတစ်ခုထပ်မှာပေါ့နော်ဖွင့်ထားတဲ့ညဈေးလေးတစ်ခုကိုရုပ်ရှိနေတာပဲဖြစ်ပါတယ်ဒီဈေးကိုထနိုခွန်တိုလို့ခေါ်ပြီးတော့ဒီတပတ်မှာစန်ဒေးတစ်ရက်ပဲဖွင့်ပြီးတော့ဒီအဲ့ဒီစန်ဒေးမှာဒီညနေ4 နာရီကနေည7 နာရီထိဖွင့်တဲ့ဒီဥပပဆန်ဆန်ဖွင့်ထားတဲ့ဈေးတစ်ဈေးပဲဖြစ်ပါတယ်ကဲအဲ့ဆိုဒီဈေးမှာပါလေးရှိတယ်ဆိုတော့ကျွန်တော်တို့တစ်ချက်ဝင်ကြည့်ကြရအောင် Let's goကျွန်တော်ဈေးထဲကိုစောက်ရမှာဖြစ်တယ်ပေါ့နော်။ဈေးကပုံမှန်ဆိုရင်4 နာရီထိုးမှအဆောင်ဖွင့်တယ်ပေါ့နော်။အခုကျွန်တော်ကဒီ4 နာရီမထိုးဘူး3 နာရီခွဲလောက်ကလေးကရုံးနေလို့ဆိုတော့အခုမှအဆိုင်လေးပါတယ်အခုမှဖွင့်ဖို့အဆောက်လုပ်နေလို့ရှိသေးတယ်ပေါ့နော်။ဒီမှာကျတော့ဒီလုံးဝနိုင်ငံခြားသားခရီးသွားရေကိုသူကဒီဆက်ဆောင်ထားတဲ့နေရာလိုမျိုးဖြစ်နေတယ်ပေါ့နော်။လုံးဝဒီမှာနိုင်ငံခြားသားဒီနိုင်ငံမျိုးဆိုတော့ဖူခဲကိုလာလေတဲ့ဒီနိုင်ငံခြားအဲ့တဲ့ခရီးတော်တော်များများကဒီနေရာကိုလာလေလေးရှိကြတယ်ပေါ့နော်။အားကြောင့်သူတို့နိုင်ငံရဟိုပါပေါ့နော်။ရိုးရာခွက်လေးဖြစ်ပါတယ်။ကျွန်တော်တစ်ပင်လေးကိုဆက်ရတော့အားဝင်မှာပါတယ်။ဒီရောက်တဲ့နေရာမှာတစ်ပင်မျိုးလို့ရှိရင်မဝယ်ဘဲကိုမနေနိုင်တော့ပေါ့နော်။အဲ့ဒီကိပါလား။အဲ့ဒီ80 บาทครับ80 บาทอันนี้ตอนนี้นะครับ1ก็ဒီပင်လေးတွေတအားလာတယ်။ဒါတော့ခက်တက်စလေးဖြစ်တယ်။ဒါတော့တပင်ကိုတော့ဆန်။ဒါကတော့ဒီရိုးရအေးလေးပေါ့နော်။ဟိုအဲ့ဒါလေပေါ်များများများလာတယ်။အားကြောင့်ညဘက်မှာပို့ပြီးစီ။သူကညဈေးဆိုတော့ညမှပဲလူတွေလည်းလာများကြတယ်။ဈေးအကြောင်းရှိပြီးဟိုးဆိုပြီးရှိ။ပေါ့နော်ဒီတိုက်ရှယ်ကြီးနှစ်ခုရဲ့အတိုက်ရဒီရှီကြီးပဲပေါ့နော်အဲ့ရှီနှစ်ခုကြားမှာဒီတို့ဒီဈေးလေးဖွင့်ထားတာပေါ့နော်ပြီးလို့ရှိရင်ဒီတိုက်တွေကလည်းကျွန်တော်တို့ဒီသူတို့ပေါ်တူဂီတို့တေးပိုက်စင်တို့ကစုပ်ထားတဲ့အတိုက်တွေဖြစ်တဲ့အတွက်အခုချိန်မှာဒီတမိုင်းဝယ်အနေနဲ့ပို့ပြီးတော့ထင်ရှားတာပေါ့နော်ဒါကတော့ပိုစတာကပ်ပြလေးပကြီးကပ်ပြလေးပေါ့နော်ကိုဆွဲခဲစီချင်တဲ့ပုံကိုဆွဲခဲလို့ရဖေးပေါ်စစ်စဲလေးရလက်လို့ဒါကြောင့်ဒီလက်လို့အေးလေးပေါ့နော်အားလုံးပုတ်ကျိုးကိုဒီဇိုင်းထင်နေတယ်ပေါ့နော်အားကြောင့်ပကြီးကားပြလေးပေါ့နော်အားကြောင့်ဒီလိုထိုင်းနိုင်ငံရဲ့အယိုးရပကြီးကားပြလေးဖြစ်တယ်ပေါ့နော်နေရောလေးစုံနေရောပဲလှနေရောဒီဈေးထဲမှာကပေါ့နော်သူတို့ဒီထိုင်းနိုင်ငံရဲ့ဒီ
ဖူခဲဒီကဖူခဲပေါ့ဖူခဲမျိုးရဲ့ဒီအယိုးရာလက်မှုပညာလေးတွေပြီးလို့ရှိရင်ဒီဖူခဲမျိုးရဲ့ဒီအစားတော့ရိုးရာအစားတော့လေးတွေကိုဒီကအယိုးတဲ့အတွက်နိုင်ငံဆက်တော့ပြီးတော့တော်များများကလည်းပြီးတော့လေးလာကြတယ်လာပြီးတော့ဝယ်ယူစားတော့ကြတဲ့နေဈေးပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တရားရည်ဖြစ်ပါတယ်။Amara station ဝတ်တဲ့ဘက်ရှိတယ်။ဒီကလို့ဖူခဲဖို့လဲလာလို့ရှိရင်ဒီဈေးလေးကိုမဖြစ်မနေလာရောက်လဲပန်းကြပါလို့ပြောချင်တာပေါ့နော်။ဒီဈေးမှာတော်တော်ကိုမှလည်းဆိုတယ်လူမျိုးလည်းစုံတယ်လို့ဒီЭто хочу. Как гуска. ဆောင်းစရာဆိုအားတော့ခယူးနဲ့ကြုံထားတဲ့ခယူးမှုဖြစ်တယ်ပေါ့နော်ခယူးရဲ့ပဲ့ပင်ပေါ်ရဲ့ကြုံထားတယ်ပေါ့နော်တော့ barbecue ပဲဖြစ်ပါတယ် Давай мне креветку. Я еще не знаю. Я тебе сказал об этом. Я тебе сказал об этом. Ma che ci sono quelle belle turche per voi, ma noi non ci piace. ဒီဆိုင်ကတော့ဒီထိုင်း handmade အေးလေးတွေပြီးလို့ရှိရင် accessory လေးတွေပြီးရှိရင်ဒီ fancy လေးတွေရောတဲ့ဆိုင်ပေါ့နော်စက်သားအဲ့ဒါဥထုဒါကြောင့်ထိုင်းနိုင်ငံမှာနာမည်ကြီးအစင်အင်းကြီးပေါ့နော်မိန်းကလေးတွေပဲပြန်လာစားလိုက်ဖြစ်တယ်ဒါကတော့ဒီခန်းထမှာဟိုဖြစ်တဲ့ခန်းထမှာထားတဲ့အမွှေးနံတာလေးပဲဖြစ်တယ်ပေါ့နော်အမွှေးနဲ့မျိုးစုံပါဒီဆက်လေးတန်းမှာကတော့ပေါ့နော်ဒီအမွှေးနံတာလေးတွေပြီးလို့ရှိရင်အယုတ်လေးတွေအမွှေးဆက်ပြန်လေးတွေပြီးရင်ဒီပန်းချော်လေးတွေရောတဲ့ဆိုင်ပေါ့နော်ပြီးလို့ရှိရင်တို့ထိုင်းနိုင်ငံကဒီရိုးရာဒီစေးဖက်ဝင်ပင်လေးတွေပြီးလို့ရှိရင်အဲ့ဒီတဘဝစေးဖက်ဝင်ပင်လေးတွေနဲ့လှုပ်ထားတဲ့ဆေးတွေရိုးတဲ့အစိမ်ဖြစ်တယ်ပေါ့နော်ဒါကတော့ဒီဆက်ပြော်လေးဖြစ်နေပေါ့နော်ဆက်ပြော်လေးကိုဒီလိုမျိုးဆက်လိုက်လို့ပြုတ်ပေးထားတယ်ပေါ့နော်ဟုတ်တော်တော်လှမှုလည်းမှုရောတော်ကိုလည်းမှုရောပေါ့နော်ဒီခါ
ဟာတော့အခုမှစိုက်လေးပါလေဖွင့်ပြလို့ရှိရင် Chắc cảm ơn này chứ. မိုးရွာနေ Ôi, này trop. ဒီတိုက်တွေကပေါ့နော်ဒီပေါ်တူဂီတွေထိုင်းကိုဒီတေးပေးစီတို့ကဆုတ်ထားတဲ့အတိုင်းတွေလို့သိရတယ်ပေါ့နော်ဒါကြောင့်ဒီဈေးလေးကပေါ့နော်ဒီပူခတ်မှာပေါ့နော်ဒီဥပပဆန်ဆန်တမန်ကူချနေတဲ့ဈေးလေးတစ်ခုဖြစ်တယ်ပေါ့နော်ပြောရင်းဆိုရင်လည်းအမိုးကလည်းရွာချလာတယ်ဆိုတော့ကိုလုံးဝရိုးတို့ကောင်းနေဖြစ်ကုန်ကြတယ်ပေါ့နော်ဈေးဝယ်တဲ့သူရောဈေးရောက်တဲ့သူရောလာလည်တဲ့သူတွေရောဒီမောင်ရကောက်ဖန်ဆိုင်ရမိုးရွာချလို့ဒီထန်းနိုင်ငံရဲ့ရောက်ပြီးဦးတို့ကပေါ့နော်ဘယ်တော့မှလည်းပို့ပြီးမရှိဘူးပေါ့နော်ဒီစုပ်သွေးမှာလည်းရွာရှိရွာချတဲ့အဲ့လိုအားကြောင့်အစင်ရုပ်လေးဖြစ်တယ်ပေါ့နော်စင်လေးချင်းစီလို့Вели сегодня. ဒါလေးတွေကကြောက်ဒါလေးတွေကကြောက်ဒီထဲမှာဆိုရင်ဒီမှာရုပ်တွေပြီးတော့ဒီလှပစ္စည်းလေးတွေပြီးလို့ရှိရင်တော့တွဲလေးတွေပေါ့ဗျာအစုံမအစုံပဲတော်ကိုလဲဆိုတဲ့ကိုလုံးချင်းတော့အကိုလုံးကိုရှိတယ်ဗျာဒီထဲမှာအခုချိန်ဒီလောကမဆန်သေးဘူးပေါ့နော်ရွာနေတာနှစ်နာရီလောက်ရှိပြီဟုတ်ခုကဒီဇင်ဘာလကြီးဗျာလောကဘယ်သူမှမတင်ထားတဲ့အချိန်မိုးရွာချနေတယ်ဒီတော့ထိုင်းနိုင်ငံရောက်သူတို့ကလောကပုံမှန်မရှိဘူးပေါ့နော်ဒါလေးတွေကကြောက်တော့ဒီခရူးခွန်နဲ့ဖန်သားနဲ့ကိုရောပြီးတော့ဒီဇိုင်းထင်ထားတဲ့ရိုးလေးဖြစ်တယ်နော်ဒီကောလေးတော့ကျွန်တော်ဒီအိုးခွက်ထမှာဒီလိုတည်ဆွဲထားတာပေါ့နော်သူထိုင်းနိုင်ငံရဲ့ရိုးရာလက်မှုပညာလို့ပေါ့ဗျာတော်ကမှလည်းပကြီးတော်ကမှလည်းထွားတယ်ပြောမှာပေါ့နော်တော်ကလည်းတက်ဝင်တယ်အဲ့တော့လည်းဆက်ပြဖို့စဘူအဲ့ဒါစဘူအခုကမှောက်စားပြုတ်နေပြီဆိုတော့လူတွေကလည်းတပြေးပြေးနဲ့ပြည့်ကျက်လာပြီပေါ့နော်ဒီနေရာမှာအဓိကဟိုဟာခက်ခဲကကြောက်တော့ကားနားမဲ့နေရပါကားတွေစိုက်ကွယ်တွေနားတဲ့နေရအလောကမှလည်းရှာခိုင်းတယ်ပေါ့နော်ဒါကကြောက်ဒီဈေးရညပဲမြင်ကွေးလေးပဲဖြစ်တယ်ပေါ့နော်
မလူတွေတအားစီနေနောက်တဲ့ဗီဒီယိုတွေမှာဒီထိုင်းနိုင်ငံဖူခဲမြို့မှာလက်ပန်းသွားလို့ရမယ့်နေရာတွေကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel ကိုလေးကိုလည်း subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ